နေပိုင်းမှာကျွန်တော်ဗန်ဒီနဲ့ရာစုပိုင်းတို့ဟာကိုယ်ဆိုင်မှာထိုင်ပြီးစကားပြောနေကြတယ်ဒီနေ့ခက်တွေမှာဘာတွေဖြစ်နေတာလဲနားမလည်နိုင်ဟုတ်တယ်ပိုင်းမနစ်ကလည်းလူလေးယောက်ပျောက်သွားတယ်အိမ်ကနေတောင်ပျောက်သွားတာမန်ဒီရွာမှာတခုခုထူးဆန်းနေရထင်တယ်ကျွန်တော်တို့စကားပြောနေတော့ချင်းတိုးပြေးလာတယ်ရာစုပိုင်းဟေ့ကျင့်ဘာဖြစ်တာလဲဘာလို့အသက်ပြင်းပြင်းရှူနေတာလဲအရက်လိုချင်လားဘိုင်းအိမ်အဖေဘာပြောတာလဲဘာဖြစ်တာလဲရှင်းပြစမ်းပါဦးအဖေဘိုင်းတို့တခုခုလုပ်ပေးပါဒါနဲ့ရာစုပိုင်းကချင်းကိုစပြေးခေါ်သွားတယ်ကျွန်တော်ထိုင်ပြီးတွေးနေမိတယ်ချင်းပါလို့ဒီလောက်ကြောက်နေရတာလဲရာစုပိုင်းသူ့ကိုဘာတွေပြောနေတာလဲမိနစ်10ကြာတော့နှစ်ယောက်လုံးပြန်လာကြတယ်စတိုးခန်းကနေပြန်လာတဲ့ဘိုင်းစိတ်ပူနေပုံရတယ်ရာစုပိုင်းဘာဖြစ်တာလဲစိတ်ညစ်နေတယ်လို့ပဲစိတ်ညစ်စရာတွေရှိတယ်ဒီငွေဆက်ကူလေးကိုတေချာကြည့်ဒီစိမ်းအောင်ပင်လို့ဟာပါလဲဒီငွေဆက်ကူကိုမထိပါနဲ့ဒီကောင်ငယ်ပြောတာမှန်ရင်ကြီးမားတဲ့ပြဿနာဖြစ်တော့မယ်ချင်းဒီငွေဆက်ကူကိုဒီခန်းမှာထားမယ်မထိပါနဲ့ငါတို့ပြန်မလာခင်ထိဆိုင်ပါနေပါဘိုင်းဘာဖြစ်တာလဲအရာအလုံးအဆင်ပြေရဲ့လားအားလုံးရှင်းပြမယ်အခုတော့ထွက်ရမယ်ဒါနဲ့ဘိုင်းကတရော်ဘူးတဲကတင်နက်ကိုထုတ်ယူပြီးအိတ်ထဲထည့်လိုက်တယ်ဘိုင်းတင်နက်ဘာလို့လာပါရှင်းပြမယ်ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ချင်းရဲ့အိမ်ကိုရောက်သွားတယ်အင်္ဂထူးဆန်းနေရဲ့နေရန်တွေမှာအမောင်နဲ့ဖုံးနေတယ်လို့ပဲဘိုင်းချင်းရဲ့အိမ်ဘာလို့ဒီလိုဖြစ်နေတာလဲဘာလို့ဒီကိုလာရတာလဲအရာအလုံးပြောပြမယ်ဒါပေမဲ့မင်းငါကိုတခုဂတိပေးရမယ်ဘာဂတိလဲနောက်မှပြောမယ်အရင်ဂတိပေးပါโอเคဘိုင်းနားထောင်မယ်ချင်းရဲ့အဖေဟာဆိုင်ကိုကိုယ်တိုင်လာဝယ်တတ်တယ်မလားဟုတ်တယ်ဒါပေမဲ့ပြီးခဲ့တဲ့လကစားပြီးသူသားလေးကိုပဲစေလွတ်တဲ့ချင်းကဆိုင်ကိုလာပြီးတုံးလာတာဖြစ်စဉ်ကိုပြောပြတယ်သူเจ้าကပြန်ရောက်တဲ့အခါအမြဲချိန်နောက်ကြတယ်အိမ်မှာအမြဲမောင်နေရဲ့အဖေကဆောင်နဲ့အုပ်ပြီးတီဗီကြည့်နေရဲ့မီးဖွင့်ဖို့ပြောရင်အဖေကအော်တယ်မီးမဖွင့်နဲ့ငွေစားပွဲပေါ်မှာရှိတယ်အရက်ဝယ်ခဲ့ဒီလိုနဲ့နေတိုင်းဖြစ်နေရဲ့တဖြည်းဖြည်းချင်းအိမ်မှာပြောင်းလဲမှုတွေတတိထားမိတယ်ပြတင်းပေါက်တွေမီးအိမ်တွေကိုအနက်ရောင်ထဲနဲ့အုပ်ထားတယ်အဖေလက်ကိုမြင်တော့တကိုင်းလိုချစ်နေပြီးမော်ပင်တွေတက်နေရဲ့ချစ်မီးပိတ်လိုက်မင်းကိုတခါထိရင်မင်းလဲငါလိုဖြစ်သွားလိမ့်မယ်ဒီနောက်ချင်းကြောက်ပြီးမီးပိတ်လိုက်တဲ့အဖေကငွေဆက်ကူပေါ်မှာပိုးစားနေတာတွေ့ရတယ်ဒါနဲ့သူဆိုင်ကိုပြေးလာခဲ့တယ်ဘိုင်းချင်းရဲ့အဖေပါဖြစ်နေတာလဲမသိဘူးဒါပေမဲ့တတိထားရမယ်အပေါ်ထက်တက်ပြီးတကားဖွင့်တဲ့အခါလူမဟုတ်တဲ့အရာတစ်ခုခုမြင်ရင်ချက်ချင်းထွက်ပြေးပါဘိုင်းဒီအချိန်ရင်းစရာမလိုပါဘူးငါပြောတာနားထောင်ပါဒါနဲ့နှစ်ယောက်လုံးအပေါ်တက်သွားတယ်ရာစုပိုင်းကတည်းနက်ကင်ထားတယ်ဟေးမနော်ချစ်အတွင်းကနေဟေးဘသူလဲငါရာစုချင်းပဲမှာလဲအလုတ်ရှိလို့အရက်ယူလာတယ်အေးစားပွဲပေါ်တင်ထားခဲ့ငွေရပြီလားရပါပြီဒါပေမဲ့အတွင်းမဝင်ချင်ဘူးဒါဖြင့်ကိုယ်တိုင်ထွက်ယူပါမထွက်ဘူးဝင်ချင်ရင်ဝင်နောက်ဆုံးမှသူထွက်လာဖို့သဘောတူသွားတယ်ခြေတံတွေကြားလာတယ်တကားဖွင့်လိုက်တဲ့အခါကျွန်တော်မျက်လုံးပြူးသွားတယ်ထွက်ပြေးလိုက်တယ်ဘာမြင်လိုက်ရလဲဆိုတော့မနှောချမဟုတ်တော့ဘူးသူ့ခန္ဓာကိုယ်တစ်ခုလုံးတစ်ပင်လိုဖြစ်နေပြီးဦးခေါင်းကစိမ့်နေရဲ့မျက်လုံးတွေကနဲ့ရောင်ဖြစ်နေပြီးလေပင်ကနေနောက်ထပ်ဦးခေါင်းတစ်ခုထွက်နေရဲ့ကျွန်တော်ပြေးပြီးနောက်ဆုံးဆိုင်ကိုရောက်တော့ချင်းကမေးတယ်ဘိုင်းဘာဖြစ်တာလဲရာစုပိုင်းပဲမှာလဲသူပြန်လာမှာပါဒီအချိန်မှာတကားကိုတယောက်ယောက်ခောက်နေရဲ့ချင်းအတွင်းမှာနေတယ်မလားအရက်ပေးပါကျွန်တော်တို့တုံလို့သွားတယ်အတန်ကမနော်ကြီးရဲ့အတန်ပါ